လန်းကတော့အထက်တန်းနောက်ဆုံးနှစ်ကျောင်းသူလေးဒန်ဘီနဲ့စတင်ထားပါတယ်။သူမဟာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုဖို့ရက်ပိုင်းပဲလိုတော့တာပါ။ဒါပေမဲ့ပြဿနာကတော့သူမဟာတင်ချာဘာသာရက်မှာလုံးဝအားနည်းနေတာပဲဖြစ်ပါတယ်။တင်ချာအချိန်တိုင်းမှာလည်းအမြဲတမ်းကိုက်မြင်းနေတတ်ပါတယ်။အဲ့ဒါကြောင့်ပဲတရက်မှာတော့စိတ်ပြက်နေတဲ့ဆရာဖြစ်သူကသူမကိုကြောက်တင်ပုံးရှိကိုခေါ်လိုက်ပါတော့တယ်။ဒါပေမဲ့ထုံးစံအတိုင်းပဲသူမဟာဘာပု္ပ္ပာကိုမှမတွက်နိုင်ခဲ့ပါဘူး။စိတ်တိုသွားတဲ့ဆရာကလည်းလူအများရှိမှပဲသူမကိုငေါငန်းပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့သူမဟာစာချက်ဖို့ကိုပြစ်ထားပြီးဖုန်းသုံးရင်းတချင်းနားထောင်လို့အချိန်ဖြုံးနေခဲ့ပါတယ်။သူမရဲ့အမေကလည်းအားမလို့အားမရဖြစ်နေပြီးတချင်းစာသားတွေမှတ်မိတယ်လို့မျိုးသားတင်ချာပု္ပ္ပာတွေကိုတွက်နိုင်ရင်ပါရမီရှင်တယောက်ဖြစ်နေလောက်ပြီလို့ပြောပါတော့တယ်။ပြီးတော့ဒန်ဘီဟာတင်ချာညံ့တဲ့နေရာမှာသူမရဲ့အဖေတိုင်းပဲလို့နောက်ပြောင်ပြီးဒီလိုပုံစံနဲ့ဆိုရင်ဘယ်တက္ကသိုလ်ကမှလက်ခံမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဒန်ဘီကိုပို့ပြီးစိတ်နှောက်ယှက်ဖြစ်စေတာကတော့သူမအမေကသူမအမြဲကြီးလေးရှိတဲ့တမိုင်းနောက်ခံဒရမာဇလန်းတွဲစီလိုင်းပြောင်းလိုက်တဲ့အချိန်မှာပဲဒန်ဘီလည်းစိတ်ပြက်လက်ပြက်နဲ့အခန်းထဲကထွက်လာပြီးသူမရဲ့တငယ်ချင်းအိမ်ကိုသွားခဲ့ပါတယ်။သူမရဲ့တငယ်ချင်းကလည်းဒါဟာကောလိပ်တက်ခွင့်ရဖို့နောက်ဆုံးခွင့်ရေးပဲလို့ထပ်ပြီးသတိပေးလိုက်ပါတယ်။တကယ်လို့အခုစာမေးပွဲကျသွားရင်ရှေ့ဆက်ဖို့လမ်းမရှိတော့ဘူးလို့ဆိုပါတယ်။နောက်တနေ့မနက်မှာတော့ဒန်ဘီတယောက်အိယာနိုးနောက်ကျသွားပြီးစာမေးပွဲကြီးအတွက်အချိန်နောက်ကျနေတာကြောင့်အပြေးသွားရပါတော့တယ်။သူမရဲ့အမေကလည်းကောင်းကောင်းဖြေနိုင်ဖို့နောက်ကနေအားပေးစကားပြောရှာပါတယ်။ဒန်ဘီကတော့အထူးသဖြင့်တင်ချာပိုင်းအတွက်အရန်ကိုစိုးရိမ်နေတာပါ။ဒါပေမဲ့လည်းကားပေါ်မှာစာကိုတက်နိုင်တဲ့လောက်ကြည်လာခဲ့ပါတယ်။စာမေးပွဲစင်တာရောက်တဲ့အခါမှာတော့ကားပေါ်ကအလောတကြီးဆင်းလိုက်ပေမဲ့ထီးကိုတော့မေးကြံခဲ့ပါတယ်။စာမေးပွဲဖြေမဲ့အဆောက်အအုံနာရောက်လာတဲ့အခါမှာတော့သူမဟာကြောက်စိတ်တွေဝင်လာပါတယ်။သူမမှာဘာမှအဆင်သင့်မဖြစ်သေးပါဘူး။မအောင်မြင်မှာကိုရင်မဆိုင်ကျင်တာကြောင့်ထွက်ပြေးဖို့အထိပြာခတ်ပြီးစဉ်းစားမိလာပါတယ်။သူမဟာမိုးသေးသေးကခုံတန်းရတစ်ခုပေါ်မှာထိုင်ရင်သူမကိုသူမကွဲပြောက်သွားရင်ကောင်းမှာပဲလို့စိတ်ထဲကနေတောင်းတနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့အရှိမမိုးရေကြောင်ဖြစ်နေတဲ့ရေအိုင်လေးတစ်ခုရှိနေပါတယ်။သူမအနာကိုတိုးသွားကြည့်တဲ့အခါမှာတော့ထူးဆန်းတဲ့အရာတစ်ခုကိုသတိပြုမိလိုက်ပါတယ်။မတူညီတဲ့ဝတ်စုံတွေဝတ်ဆင်ထားတဲ့လူတစုဟာစုဝေးပြီးမိုးရွာချပေးဖို့ဆူတောင်းနေကြတာကိုတွေးလိုက်ရပါတယ်။သူတို့ကမိုးမရွာတာ3နှစ်ရှိပြီဖြစ်လို့လူတွေလည်းမိုးကောင်ရေရှားမှုကြောင့်တေဆုံးနေကြရတယ်လို့ဆိုပါတယ်။အဲ့ဒီနောက်မှာတော့ဒန်ဘီဟာအဲ့ဒီရေအိုင်ထဲကိုမထင်မှတ်ပဲကျသွားပြီးရေနစ်တလို့ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့အသက်မသေးပဲသူမဟာတနေရာထဲမှာပဲပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီနေရာကလုံးဝခြားနားတဲ့ကဘာတစ်ခုဖြစ်နေပါပြီ။သူမလည်းဝေခွဲမရဖြစ်နေပြီးဘေးနားကလူတွေကိုလိုက်လံမေးမြန်းပါတော့တယ်